စီချိုယောဂကြောင့်တွေးရင်းတကြားထက်မြင့်တက်တတ်သူတွေအတွက်ကြက်ဟင်းငါးသီးနဲ့မြင့်ကျော်တဲ့နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ကြက်ဟင်းငါးသီးနဲ့မြင့်ကကယ်လိုရီနည်းပြီးအမြင့်တက်နဲ့အန်တီအောက်ဆီဒန့်စ်တွေအလွန်ကျွယ်ဝပါတယ်။အစိတ်ဖယ်ပြီးပပလှီးထားတဲ့ကြက်ဟင်းငါးသီးလေးတွေကိုခတ်စိမ့်စိမ့်လေးပြုတ်ပြီးတော့ရေအေးနဲ့ပြန်စိမ့်ထားပါတယ်။ကြက်သွန်နီပပလှီးထားတာကိုမီအေးအေးလေးမှာစီငွေ့မပြန်အောင်စီတက်ပါမယ်။ကြက်သွန်နွမ်းပြီးအနက်မွေးလာရင်တရေပြုတ်ထားတဲ့မြစ်တွေကိုထည့်ပါမယ်။မြစ်ကအငံတက်ပါတတ်လို့စားကိုလိုအပ်မှသာထည့်ပါမယ်။ပစွန်ချောက်မုတ်ထည့်ပါမယ်ရှင်။ပစွန်ချောက်ကကြက်ဟင်းငါးသီးနဲ့မြင့်ရဲ့အနက်နဲ့အရသာကိုပုံမကောင်းမွန်စေပါတယ်။မြင့်နဲ့ပစွန်ချောက်တရားတဲ့ဖြစ်ပြီးအနက်လေးမှုေးလာပြီဆိုရင်တော့ကြက်ဟင်းငါးသီးထည့်ရပါမယ်။ကြက်ဟင်းငါးသီးမှာပါဝင်တဲ့ drug ပေါင်းတွေကသဘာဝအင်ဆူလင်နဲ့ဆင်တူတဲ့အတွက်တွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးပါတယ်။အမြင့်တက်များတဲ့အတွက်လည်းတကြားတက်ဆုပ်ယူမှုကိုနှေးကွေးစေပြီးသွေးချိုတက်နှုန်းကိုထိန်းပေးပါတယ်။ Antioxidants တွေအများကြီးပါတဲ့အတွက်ကိုယ်ခံအားကိုမြင့်ပေးပြီးအမြင့်တက်ကဝန်းချုပ်ခြင်းကိုသက်သာစေပါတယ်။ဒါအပြင် cancer cell တွေကိုနှိမ်နင်းနိုင်ခြေရှိတဲ့ potential anti-cancer drug ပေါင်းတွေလည်းပါတဲ့အတွက်ကြောင့်မို့လို့ cancer လူနာတွေပါရေဘူးရအားဖြင့်စားနိုင်ပါတယ်။ကြက်ဟင်းငါးသည်မြင့်နဲ့ပစွန်ချောက်တို့ရဲ့အရသာတရားတဲ့ဖြစ်သွားအောင်ရေအနှဲငယ်ထည့်ပါမယ်။အရသာတရားတဲ့ဖြစ်ပြီးကြက်ဟင်းငါးသီးလေးတွေဣသွားပြီဆိုရင်ဟင်းအိုးချလို့ရပါပြီ။ကြက်ဟင်းငါးသီးကဗိုက်တာမင် C ကျွယ်ဝတဲ့အပြင်ဗိုက်တာမင် A လည်းပါတာကြောင့်မို့အမြင်အာရုံနဲ့အရေးပြားကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။ဒါအပြင် folate, potassium, magnesium, calcium နဲ့သံဓာတ်တွေလည်းအသင့်သင်ပါသေးတယ်။နောက်ထပ် healthy recipes အစီအစဉ်လေးတွေမှာပြန်ဆောင်ကြမယ်နော်။ကျေးဇူးပါ။